အားလုံးပဲမင်္ဂလာပါပေါက်ဖိုးကနေကြိုဆိုပါရစေဒီတစ်ခေါက်ဗီဒီယိုမှာလည်း Bleach ရဲ့အားသာချက်တွေအကြောင်းတင်ဆက်ပေးသွားပါမယ်ဗီဒီယိုမစခင် follow လေးတွေလုပ်ပေးခဲ့ပါဦး Bleach ဟာစိတ်လှုပ်ရှားစရာကောင်းတဲ့တိုက်ခိုက်ခန်းအရှင်တွေဟာတကယ်ကိုမိုက်ပါတယ်တိုက်ခိုက်တဲ့အခါမှာ character တွေကသူတို့ရဲ့စွမ်းအားတွေကိုထုတ်ပြောပြီးတိုက်ခိုက်တာတွေကတကယ်ကိုစိတ်ဝင်စားစရာကောင်းပြီးခုဖြစ်ပါတယ်ပြီးတော့ Bleach ရဲ့ကောင်းမွန်တဲ့ power system ကိုလည်းမေ့ထားလို့မရပါဘူးရှီမီဂါမီတွေရဲ့ဓာတ်ဖြစ်တဲ့စံပန်တို့တွေမှာတယောက်နဲ့တယောက်မတူညီတဲ့ထူးခြားဆန်းပြတဲ့စွမ်းအားတွေရှိကြပါတယ်အထူးသဖြင့်ဖန်တွေရဲ့အသေးဆွဲဖြစ်တဲ့ဘန်ခိုင်းဆိုပြီးအော်လိုက်တဲ့အချိန်ထွက်ပေါ်လာတဲ့ရင်သက်ရှူမောခွဲရာစွမ်းအားတွေနဲ့ဗိုက်ဆူရည်တွေကတကယ်ကိုအမိုက်စားပါပဲအဲ့ဒီလိုပဲ Hollow တွေရဲ့စွမ်းအားတွေနဲ့ Quincy တွေရဲ့ power ability တွေကလည်းတကယ်ကိုမိုက်ပါတယ်ပြီးတော့တခြားကီတိုဟာဒိုစပယ်တွေဖူပရီဒါတွေရဲ့ထူးခြားတဲ့စွမ်းရည်တွေဟာလည်းထိုနည်းလည်းကောင်းပါပဲ Bleach အကြောင်းပြောရင် iconic ဘီလိန်ကြီးဖြစ်တဲ့ Aizen ဆိုစကဲကိုခြံထားလို့မရပါဘူးအရာအလုံးဟာ Aizen ရဲ့ပလန်ထဲမှာပဲဆိုတဲ့အတိုင်းဇလန်တွေလုံးမှာလူတိုင်းကို manipulate လုပ်သွားတဲ့ Aizen ရဲ့ဉာဏ်ရည်ကတော့တကယ်ကိုလက်ဖြားခါလောက်เสียရပါဘီလိန်ဆိုပေမဲ့သူ့ရဲ့တည်ငြိမ်မှုနဲ့ခံရတဲ့ပုံစံကြောင့်ဖန်တွေကြားမှာအရန်ကိုရေပန်းစားလူကြိုက်များပါတယ်ဒါအပြင်အလွန်ကောင်းမွန်တဲ့ opening sound တွေနဲ့နောက်ခံတေးဂီတ OST တွေဟာ Bleach ရဲ့တိုက်ပွဲတွေနဲ့အရေးပါတဲ့အခိုက်အတန့်တွေကိုပိုပြီးစိတ်လှုပ်ရှားဖွယ်ဖြစ်စေပါတယ်။ Bleach ရဲ့ opening တွေက Zero နဲ့ Pop ကိုအလွန်လှပအောင်ပေါင်းစပ်ထားပါတယ်။ပြီးတော့ Villain အဖွဲ့ဖြစ်တဲ့ Espada တွေလာတဲ့အခါမှာသုံးတဲ့ Spanish တီးလုံးတွေကတခြား enemy တွေမှာမရှိတဲ့ထူးခြားတဲ့ခံစားချက်ကိုပေးပါတယ်။ Main character Ichigo ရဲ့တင်းဆောင်ဖြစ်တဲ့ number 1ဟာလည်းတချင်းစာသား Baby Now You Feel Like Number 1ဆိုတဲ့စာသားလာတာနဲ့အားလုံးက hype ဖြစ်သွားကြတဲ့အထိတကယ်ကိုကောင်းပါတယ်။အကောင်းဆုံးကတော့ Aizen ရဲ့တင်းဆောင်ဖြစ်တဲ့ Treachery ဟာလည်း enemy နောက်ခံဆောင်တွေထဲမှာအကောင်းဆုံးလို့တောင်ချီးကျူးခံရပါတယ်။အခုနောက်ဆုံးထွက်နေတဲ့တောင်ဆန်ရီယာ Black Wall မှာလည်း music ကပိုပြီး cinematic ဆန်လာပါတယ်။ Bleach ဟာပလော့သွားနှုံနေကွေးပြီး victory ထဲမှာပလော့အဆိုးဆုံးလို့ဖန်ချိုးကဝေဖန်ကြပေမဲ့ storyline ကတော့ကောင်းပါတယ်။ Bleach မှာထူးခြားကောင်းမွန်တဲ့ plot twist တွေအများကြီးရှိပါတယ်။ Bleach ရဲ့ creator ကူဘိုကဇလန်းလှည့်ပြောင်းတွေကိုတည်တည်ချာချာကြိုတင်စီစဉ်ထားတတ်ပါတယ်။ဒါတွေဆက်မပြောခင်မှာ spoiler တွေလာမှမို့လို့ကြိုသတိပေးပါတယ်။ဥပမာအေးစစ်စစ်နဲ့သဘောကောင်းလာပါတယ်ဆိုတဲ့ကပတိန်အိုင်ဆန်ကတကယ်တော့ဒီဇလန်ရဲ့အဓိကဗီလိန်ကြီးဖြစ်နေတာပါသူ့ရဲ့တည်ဆုံမှုကိုပါအတူအယောင်ဖန်တီးပြီးစိုးဆိုဆိုင်ရဒီတစ်ခုလုံးကိုလှည့်စားသွားတာကတကယ်ကိုရင်သက်ရှူမောစရာပါနောက်တစ်ခုကတော့အီချီကိုဟာတာမန်လူသားတစ်ယောက်ပဲလို့ထင်ခဲ့ကြပေမဲ့တကယ်တော့သူဟာအိုင်ဆန်စမ်းသက်ဖန်တီးခဲ့တဲ့ရှီနီဂါမီဟောလိုကွင်စီ၃မျိုးဆက်ထားတဲ့ hybrid တစ်ခုပါဒါတွေအားလုံးကတော့ Bleach ရဲ့အခြား enemy တွေနဲ့မတူကွဲပြားတဲ့အားသာချက်တွေပါနောက်နေ့တွေမှာလည်း Bleach နဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်ဆက်ပေးသွားမှာမို့လို့ follow လေးတွေလုပ်ပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်